ကံရဲ့ခေလူပြရကြုံမနဲ့တဲ့ဘွားတွေတဏှာမှာကြုံဆုံးခဲ့ပုံတွေလူသားချင်းချင်းတွေမရိုက်ပေးနိုင်တဲ့ကျွန်တော်တို့မြန်မာပြည်ကလေးငယ်တွေအနာဂတ်တွေလည်းပြုံးဆုံးခဲ့ပြီမပြောနိုင်ပါအမှောင်တွေဖုံးသူတို့ဘဝတွေမေးချမ်းနိုင်ပေလူမျိုးစုတွေခွဲခြားလို့ပြီးနိုင်ခဲ့ပုံတွေဘဝကံရဲ့ခေလူပြရကြုံမနဲ့တဲ့ဘဝတွေတဏှာမှာကြုံဆုံးခဲ့ပုံတွေလူသားချင်းချင်းတွေမရိုက်ပေးနိုင်တဲ့ကျွန်တော်တို့မြန်မာပြည်ကလေးငယ်တွေအနာဂတ်တွေလည်းပြုံးဆုံးခဲ့ပြီမပြောနိုင်ပါအမှောင်တွေဖုံးသူတို့ဘဝတွေမေးချမ်းနိုင်ပေလူမျိုးစုတွေခွဲခြားလို့ပြီးနိုင်ခဲ့ပုံတွေဘာတော်မတူလူမျိုးချာမှာအိမ်မရမဲ့ဘဝမျိုးရောက်နေကတိတူရှောင်းပုံဖွဲ့ကပြေဖို့မြေလဲလန်းဆုံးနေပြီလေစေဘေးရှုံဒုက္ခတွေဘေးကင်းလို့အေးချမ်းနိုင်ပါစေမိသားစုထမင်းဝိုင်းလေးအိမ်မက်လို့လဲပြောင်းဆုံးခဲ့ပြီနေရမလားဝမ်းရမွားနဲ့နေရထန်ရတဲ့မဲ့ဘွားတွေကံကိုယ်သာယုံကြည်လို့သာတေနဲ့တန်ကြမျက်ရည်စာတွေအနာကပြုံးနေတမင်ညုံမလားတဲ့ကျွန်တော်တို့မြန်မာပြည်ဘဝကံရဲ့ခေလူပြရကြုံမနဲ့တဲ့ဘဝတွေတဏှာမှာကြုံဆုံးခဲ့ပုံတွေလူသားချင်းချင်းတွေမရိုက်ပေးနိုင်တဲ့ကျွန်တော်တို့မြန်မာပြည်ကလေးငယ်တွေအနာဂတ်တွေလည်းပြုံးဆုံးခဲ့ပြီမပြောနိုင်ပါအမှောင်တွေဖုံးသူတို့ဘဝတွေမေးချမ်းနိုင်ပေလူမျိုးစုတွေခွဲခြားလို့ပြီးနိုင်ခဲ့ပုံတွေဘာတော်မတူလူမျိုးချာမှာအိမ်မရမဲ့ဘဝမျိုးရောက်နေကတိတူရှောင်းပုံဖွဲ့ကပြေဖို့မြေလဲလန်းဆုံးနေပြီလေစေဘေးရှုံဒုက္ခတွေဘေးကင်းလို့အေးချမ်းနိုင်ပါစေမိသားစုထမင်းဝိုင်းလေးအိမ်မက်လို့လဲပြောင်းဆုံးခဲ့ပြီနေရမလားဝမ်းရမွားနဲ့နေရထန်ရတဲ့မဲ့ဘွားတွေကံကိုယ်သာယုံကြည်လို့သာတေနဲ့တန်ကြမျက်ရည်စာတွေအနာကပြုံးနေတမင်ညုံမလားတဲ့ကျွန်တော်တို့မြန်မာပြည်